အားလုံးပဲမင်္ဂလာပါ Strategy House ကနေကြိုဆိုပါရစေဒေါက်တာစနီပါဒီဗီဒီယိုလက်ချာလေးကတော့ Java Programming ကိုအခြေခံနေစပြီးတော့လေ့လာနေတဲ့သူတွေအတွက်ရည်ရွယ်ပါတယ်ဒီလက်ချာလေးမှာဆိုရင်တော့ for looping ရဲ့အကြောင်းလေးပြပြပေးချင်ပါတယ်အဲ့တော့ for looping အကြောင်းကိုမပြောခင်မှာ looping တွေကိုဘာကြောင့်သုံးတာလဲပေါ့နော်အဲ့တော့ Java Program ရဲ့ဒီ code တစ်ကြောင်းပဲဖြစ်ဖြစ်တစ်ကြောင်းထပ်ပို့တဲ့ block code တွေကိုပဲဖြစ်ဖြစ်ပေါ့နော်ထပ်ခါလုပ်ချင်တဲ့အချိန်မှာ looping ကိုသုံးပါတယ်အဲ့တော့ဥပမာအနေနဲ့ပြောမယ်ဆိုရင် hello ဆိုတဲ့စာသားလေးကို output ထုတ်ချင်တဲ့အတွက်ကြောင့်မလို့ Java ရဲ့ print function ကိုသုံးပြီးတော့ရေးပါတယ်အဲ့တော့ output ကတစ်ကြောင်းလည်းမဟုတ်ဘူး10ကြောင်းထုတ်ချင်တဲ့အတွက်ကြောင့်ဒီ print function ကိုပဲ10ကရေးရပေါ့နော်အဲ့တော့ကိုလုံးချင်တာက hello ဆိုတဲ့စာလေးကို output ထုတ်ချင်တာအဲ့တော့ဒါဆိုရင်ဒီကိုလုံးချင်တဲ့အလုပ်ဒီ print function ရဲ့ print function ကိုသုံးပြီးတော့ output ထုတ်တဲ့ statement လေးဒါကိုထပ်ခါ10ကလုံးချင်တဲ့အတွက်ကြောင့်မလို့10ကမြေးတော့ပဲနဲ့ looping ကိုသုံးပြီးတော့ရေးလို့ရပါတယ်အဲ့တော့ဒါဆိုရင် Java Programming ရဲ့ looping တွေကဘာတွေရှိလဲဆိုရင် for loop ရှိမယ် while loop ရှိမယ် do while loop ရှိမယ်နောက်က for each loop ရှိမယ်ပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်အဲ့ဒီနေရာမှာ for loop ကိုဘာကြောင့်သုံးတာလဲ for loop ရဲ့ structure တွေဘယ်လိုရေးရမလဲဆိုတာလေးကိုဒီစာချောင်းလေးမှာပြပြပေးခြင်းပါတယ်အဲ့တော့ example code လေးနဲ့ဆက်ပြီးတော့ကြည့်ရအောင်နော်Welcome to Java ဆိုတဲ့စာသားလေးကိုအောက်ပုံ9ကထုတ်ချင်ပါတယ်။အဲ့ဒါကြောင့်မို့လို့ Java ရဲ့ print function ကိုသုံးပြီးတော့ Welcome to Java ဆိုပြီးတော့ print function လေးကို9ကရေးလိုက်တယ်ပေါ့နော်။ဒါဆိုရင်ဒီလိုမျိုးထက်က print function ကိုရေးမဲ့အစား looping တွေကိုသုံးပြီးတော့ရေးလို့ရပါတယ်။အဲ့တော့ဒီကိုလုံးချင်တဲ့ဒီ Java code တစ်ချောင်းပဲဖြစ်ဖြစ်တစ်ချောင်းထပ်ပို့တဲ့ block code တွေကိုပဲဖြစ်ဖြစ်ပေါ့နော်ထက်ကလုံးချင်တဲ့လုံးမဲ့အချိန်ရေအတွက် number of iteration ကိုလည်းအတိအကျသိရင်ဆိုလို့ရှိရင် for looping ကိုသုံးလို့ရပါတယ်အဲ့တော့ for looping အကြောင်းကိုfor looping လေးကိုကုတ်လေးမ ranking မှာ for looping ရဲ့ structure လေးကိုအရင်ဆုံးပြပြပေးချင်ပါတယ်အဲ့တော့ for looping ကိုရေးတော့မယ်ဆိုရင် for keyword ပြီးရင် white ဝင်လေးဖွင့်ပါတယ်အဲ့တော့ for looping ထဲမှာအပိုင်း၄ပိုင်းပါပါတယ်ပထမတစ်ပိုင်းက initialization အပိုင်းမှာအဲ့တော့ဒီ initialization အပိုင်းမှာဆိုရင် default looping ကို control လုပ်မဲ့ loop control variable ကိုကြီးညာမယ်ပြီးရင်သူ့တွေကို initialize value လေး assign လုပ်ပါမယ်အဲ့တော့ initialize value ကတစ်ကစမှာလား10ကစမှာလား100စမှာလားစသဖြင့်ပေါ့နော်ဒုတိယတစ်ပိုင်းကတော့ condition စေရမယ်အပိုင်းမှာအဲ့တော့ဒါဆိုရင်ခုန initialization မှာကြီးညာခဲ့တဲ့ loop control variable လေးကသူသတ်မှတ်ထားတဲ့အချိန်အတွက်ကိုရောက်ပြီလားဆိုတာကို condition စစ်ပေးရပါမယ်ဒီ condition မှန်နေတဲ့၍ for looping အလုံးလုံးမှာပဲဖြစ်ပါတယ်တတိယတစ်ပိုင်းကကြတော့ increment သို့မဟုတ် decrement အပိုင်းမှာအဲ့တော့ဒါဆိုရင် initialization ပိုင်းမှာကြီးညာခဲ့တဲ့ loop control variable လေးကိုတိုးမှာလားတိုးရင်ဘယ်လောက်တိုးမှာလဲ1တိုးမှာလား2တိုးမှာလားအဲ့ short မယ်ဆိုလဲ1 short မှာလား10 short မှာလားစသဖြင့်ပေါ့နော် increment decrement တွေလုပ်ရပါတယ်ဒါဆိုရင်initialization condition increment သို့မဟုတ် decrement တစ်ပိုင်းနဲ့တစ်ပိုင်းကြာမှာ semicolon လေးနဲ့ခြားပေးထားပါတယ်ဒါပြီးရင်တော့ဒီ loop ရဲ့ for loop ရဲ့ body ကို body ဖြစ်တဲ့အထုံငွေဖွင့်ပိတ်ခဲ့မှာဆိုရင်ကိုထက်ကလုပ်ချင်တဲ့ statement တစ်ချောင်းတော်၎င်းသို့မဟုတ်တစ်ချောင်းထက်ပိုတဲ့ statement တွေကိုရေးပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ဒါလေးကတော့ဒီ for loop ရဲ့ structure လေးကိုရှင်းပြပေးရပဲဖြစ်ပါတယ်အဲ့တော့ဒါဆိုရင် example code လေးဝင်ကြည့်အောင်နော်အဲ့တော့အပေါ်ကပြောတဲ့အတိုင်းပဲ welcome to Java ကို9ချိန် output ထုတ်ချင်တယ်အဲ့တော့ထက်ကလုပ်ချင်တာက welcome to Java ဆိုတဲ့စာသားလေးကို print function ကိုသုံးပြီးတော့ output ထုတ်မဲ့ statement လေးဒီ statement လေးကိုထုတ်ချင်တယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ for looping လေးကိုရေးပါမယ်အဲ့တော့ for initialization အပိုင်းမှာ loop control variable လေးကိုကြီးညာပါမယ်သူ့ရဲ့ data type က integer type variable လေးကို i လို့ပေးလိုက်ပါမယ်အဲ့တော့ type variable လေးပေးလို့ရပါတယ်equal 1ဆိုပြီးတော့ initialization value ဒီတစ်ကစပါမယ်အဲ့တော့ဒီ initialization အပိုင်းလေးဒီ for looping နဲ့ဝင်တာနဲ့အရင်ဆုံးလုပ်ပါမယ်တစ်ချိန်ပဲလုပ်ပါမယ်ပြီးရင်တော့ condition ပိုင်းလေးပါကိုက9ကလုံးချင်တဲ့အတွက်ကြောင့်မို့လို့1 2 3 4 5ဆိုတော့ item မိုးလေးဒီတစ်ကနေစမယ်9တိဖြစ်တဲ့အတွက်ကြောင့် i ဒီ less than equal 5ထက်ငယ်ပြီးတော့ညတဲ့၍အလုပ်လုပ်မယ်ပေါ့နော်ပြီးရင်တော့နောက်တစ်ပိုင်းဖြစ်တဲ့သူဒီ9တစ်ကနေ9ရောက်ဖို့အတွက်တစ်ချိန်ပြီးရတယ်တခါတစ်တိုးသွားမယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ i plus ဆိုပြီးတော့ increment လေးရေးပါမယ်ပြီးရင်တော့ for loop ရဲ့ body ဖွင့်ပါမယ်အဲ့တော့ for loop ရဲ့ body ထဲမှာကိုလုံးချင်တဲ့ဒီ statement လေးကတော့ output ထုတ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ system.out.print lm ထဲမှာwelcome to Java ဆိုပြီးတော့ Java ရဲ့ print function လေးကိုသုံးပြီးတော့ဒီwelcome to Java ဆိုတဲ့စာသားလေးကိုရေးလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်i ကတစ်ကစမယ်ဟုတ်ပြီ initialization လုပ်တယ်ပြီးရင်အဲ့ i ထဲမှာရှိတဲ့တစ်ဒီ9ထက်ငယ်ပြီးညီလာလို့စစ်တော့ condition မှန်နေတဲ့အတွက်ကြောင့်မို့လို့
for looping ရဲ့ body ထဲမှာ system တော့ auto print ဆိုပြီးတော့ welcome to Java ဟောတစ်ချိန်ထုတ်ပါမယ်အဲ့တော့ body လုပ်ပြီးသွားပြီဆိုရင်ဘယ်ကိုသွားမလဲဆိုရင် item မိုးလေးကိုတစ်တိုးပါမယ်အဲ့တော့ i ကတစ်ကနေ2ဖြစ်သွားပါပြီဒါဆိုရင် i ထဲမှာအခု2ရှိနေပြီ2ဒီ less than equal 5ဖြစ်လာစစ်လိုက်တော့မှန်နေတဲ့အတွက်ကြောင့် true return ပြန်လို့for looping ရဲ့ body ဆက်ပြီးတော့လုပ်တယ်ဒါဆိုရင်နောက်တစ်ကြောင် welcome to Java output ထုတ်ပေးတယ်ဒါဆို i က2ကနေ3ရောက်သွားပါတယ်ဒါဆိုလို့ရှိရင်လည်း3တိုးလိုက်တယ်ဒါဆိုရင် i ထဲမှာရှိတဲ့3ဒီ less than equal 5ဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်တတိယချိန် welcome to Java ဆိုပြီးတော့ဒီ for loop ထဲမှာရှိ for loop ရဲ့ body ထဲမှာရှိရဲ့ဒီ statement လေးအလုပ်လုပ်ပါတယ်ဒါဆို3ချောင်းရှိပြီပေါ့နော်ဒါပြီးလို့ရှိရင် i ကို1တိုးတော့ i က3ကနေ4ဖြစ်သွားပါတယ်အဲ့တော့4ဒီ i ထဲမှာရှိရဲ့4ဒီလည်းless than equal 5ဖြစ်တဲ့ condition မှန်တဲ့အတွက်ကြောင့်မို့လို့system တော့ auto print ဆိုပြီးတော့တစ်ခါ4ချိန်များ output ထုတ်ပါတယ် welcome to Java ကိုဒါဆိုရင် i ကနောက်တစ်ခါတိုးတဲ့ချိန်မှာ1ကနေ4ကနေပြီးတော့5ဖြစ်သွားပါပြီဒါဆိုရင် i ထဲမှာရှိရဲ့5ဒီ less than equal 5ဖြစ်လာစစ်တဲ့ချိန်မှာမှန်နေသေးရဲ့ true return ပြန်တဲ့အတွက်ကြောင့်မို့လို့ for loop ရဲ့ body ထဲမှာရှိနေတဲ့ welcome to Java ဆိုပြီးတော့ဒီက print function လေးက output ထုတ်တော့5ချိန်ရှိသွားပြီပေါ့နော်ဒါဆိုရင် i ထဲမှာအခုလက်ရှိက5ပါ5ကိုတစ်တော့6ရောက်သွားပါတယ်ဒါဆို i ထဲမှာရှိရဲ့6ဒီ less than equal 5ဖြစ်သေးလားစစ်တဲ့ချိန်မှာမဖြစ်တော့ပါဘူးဒါဆိုရင်ဒီ condition က false return ပြန်တဲ့အတွက်ကြောင့်မို့လို့ for loop ရဲ့ body တွေကိုမဝင်တော့ပါဘူးဒါဆိုလို့ရှိရင်တော့ for loop ရဲ့ body အလုပ်ပြီးသွားပါပြီအဲ့တော့ဒါဆိုရင် output က welcome to Java ဆိုပြီးတော့output 5ချောင်းထွက်လာပါတယ်အဲ့တော့ဒါလေးကတော့ for looping လေးကိုအလုပ်လုပ်ပုံလေးပြပြပေးတာပါအဲ့တော့ကိုကဒီJava code တွေကိုတစ်ခါလုပ်ချင်တယ်လုပ်တဲ့အလုပ်မဲ့အချိန်ကြီးအတွက်ကိုလည်းအတိအကျသိရဆိုရင် for looping ကိုသုံးလို့ရပါတယ်အဲ့တော့ဒီ example လေးက for looping ကိုဘာအတွက်သုံးတာလဲ for looping လေးရဲ့ structure ဘယ်လိုရေးလဲဆိုတာလေးကို example code လေးနဲ့စမ်းပြပေးသွားတာပဲဖြစ်ပါတယ်